ဒါတက္ကိတရှုကင်းတာငါးလမ်းမှာတရေပစ်တယ်ဆိုရပကံကြီးနော်တရေတွေပစ်တာတဲ့ဒီပကံကြီးကအဲ့ပကံလုံးကြီးကြီးတဲ့လူတွေကတော့အများကြီးပဲလာအားပေးကြတာဖြစ်တဲ့အိမ်ကဒီအိမ်နဲ့နော်ဖြစ်တဲ့အိမ်ကဒီအိမ်မှာရှိရပေးတက်ကနဲတာမဟုတ်တက္ကိတရှုကင်းတာတဲ့အောင်တစ္ဆာငါးလမ်းထိပ်မှာဒီနားမှာဖြစ်တယ်ပကံလုံးတွေကတော့ဟိုပြစ်ဒီပြစ်နဲ့နော်ဒီနားကဗရောက်ပင်ကြီးကိုစီပင်ကနေခုတ်ပြလိုက်တော့တရေကအဲ့လိုပဲလာတာနော်ဒီနားမှာရှိရဲ့ဗရောက်ပင်ကြီးကိုခုတ်လိုက်တာလေအဲ့ရဗရောက်ပင်ကြီးကိုခုတ်လိုက်တာခုတ်လိုက်တော့တရေကနေစရာမရှိဘူးတဲ့နေစရာမရှိတော့အိမ်ပေါ်တက်နေကြအမှန်မှဖေးတက်တယ်ဖြစ်တာဒီလမ်းကြားဖြစ်တာတဲ့ဒီလမ်းကြားမှာအဲ့လမ်းကြားမှာဖြစ်အဲ့လမ်းကြားတဲ့အဲ့လမ်းကြားနေဖြစ်တာတဲ့တက္ကိတရှုကင်းတာအောင်တစ္ဆာငါးလမ်းထိပ်အုတ်ကြီးကိုလည်းပေါက်တာပဲဒီနားမှာဖြစ်လူတွေကအများကြီးပဲပေးတက်တယ်စီကင်းတာအောက်တစ္ဆာငါးလမ်းထိပ်ပေးတက်တယ်အများတော်မှမနေနဲ့ကျိတ်တူအားပေးကြဒီအိမ်နားမှာဖြစ်တာအခုတော့ဆရာကြီးလာနေပြောတာပဲဘာဆရာကြီးလဲတော့မသိဘူးလူတွေကတော့တိုးလို့ကိုမရဘူးအရမ်းများတရားပွဲတဲ့စီတယ်နော်တရေလာကြည့်ရတဲ့တရားပွဲတော့ဒီတော့မစီဘူးတရေနေတဲ့အပင်ကိုခုတ်လိုက်မှတော့တရေကတောင်းကြပြီပေါ့နော်အဲ့မှာလူတွေဖြစ်တာဒီနားမှာဒီလမ်းပေါ့နော်အဲ့ဒီလမ်းနဲ့နော်တရေကပကံကြီးအိမ်ထဲကနေလှမ်းပစ်တာအဲ့ရက်ကွက်နော်ငါးလမ်းအောင်တစ္ဆာငါးလမ်းထိပ်ပတ်လေလူတွေကဝိုင်းထားတယ်ပတ်လေလူတွေကဝိုင်းထားပါတယ်နော်ဒီပကံကြီးပေါ့ဒီမှာဒါပစ်ထားပြီးရဲ့ပကံကြီးအဲ့ဒါပစ်ထားပြီးရဲ့ပကံကြီးအဲ့ပကံအကွဲကြီးစုထားကြတာနော်ဒါပါပဲ